ချမ်းမြရေးကြီးရေနဲ့မြည်သည်ရွှေပြည်ထုံချောင်းလမ်းမကောက်ပဲရောက်ရပါလို့တို့ဘဝကျင်လေရတယ်ဒုက္ခပြည်ရန်ယမန်ပေါင်းမကောင်းဘူးတည်းများမတွေ့ကိုရွယ်ကာတာတိုင်းရစီတော်ယနေ့သူစမြမြဘာကကိုမိဘဆရာမျိုးသားနှင့်ကိုမဆောက်ကြကိုဆောင်နာကအရေးစား၍ရှိသမျှလုံးစုံဘုံ30ဖြည့်ပြည့်သမျှဝိနေယတို့ရကြပါစေတေငါဝေဒီမြာတွေသာဓုခေါ်စီတော်ဝတ္တုံတေဤနိဗ္ဗာန်လူဒီလာတို့လေတတိမှု၌ပြီးစေတော်ကုတော်အမြယူတော်မူကြပါကုန်လောသာ